အနော်ယထာမင်းကြီးသည်ပလင်ထက်တွင်တီးကြီးစွာစာနေတော်မူသည်ရှေ့တော်မောက်တွင်ရှင်အရဟံနှင့်အမတ်ကြီးများနေရာယူထားကြသည်နိုင်ငံတော်၏အခြေအနေအရရက်ကိုရှောက်တင်ပြီးချိန်တွင်မင်းကြီးကရှင်အရဟံဘက်သို့လှည့်တော်မူသည်အနော်ယထာမင်းကြီးအရှင်ဖျားယခုအခါကျုပ်တို့ရဲ့အရိမတနပူရပကံပြည်ကြီးမှာအမားအယွင်းဖြစ်နေတဲ့အရေးကြီးတို့ရဲ့သာသနာကိုဖယ်ရှားပြီးအရှင်ဖျားယူဆောင်လာတဲ့မြတ်ဗုဒ္ဓရဲ့ထေရဝါဒသာသနာစစ်စစ်ဟာနေလိုလိုထွန်းလင်းနေပါပြီဒီသာသနာတော်ရဲ့အောင်မြင်မှုကိုပြည်သူအလုံးတညီတညွတ်တဲပါဝင်ဆင်နွှဲနိုင်မဲ့ပွဲတော်တစ်ခုကိုကျင်းပလိုတဲ့စန္ဒအကျွန်ုပ်မှာရှိနေပါမည်ရှင်အရဟံမြက်လွာချားကဖြင်းညင်းစွာမိန်သည်မင်းကြီးရဲ့သာသနာတော်ကိုချီးမြှောက်လိုတဲ့စိတ်ထားဟာအလွန်တရာမွန်မြတ်လာပါတယ်မင်းကြီးမကြာမီကာလမှာတိရင်းကျွတ်လောက်ရည်နေကိုရောက်ရှိတော့မှာဖြစ်ပါတယ်အဲ့ဒီနေ့ဟာမြတ်စွာဘုရားရှင်တာဝတင်သားနတ်ပြည်မှာမဲတော်ဖြစ်ခဲ့ဖူးတဲ့တန်တုတိတနတ်သားကိုအဘိဓမ္မာတရားတော်ဟောကြားအပြီးလူပြည်ကိုပြန်လဲကြွရောက်တော်မူတဲ့နေထူးနေမြတ်ဖြစ်ပါတယ်အမတ်ကြီးများနဲ့မင်းကြီးပါမချန်အားလုံးကစိတ်ဝင်တစားနားထောင်နေကြသည်ရှင်အရဟံနတ်မြမအပန်းကမြတ်ဗုဒ္ဓရဲ့အပြန်လန်းကိုစီမီယုံစုံဒီနဲ့ထုံးညီပူဇော်ခဲ့ကြတယ်ဒီနေ့ကိုအစွဲပြုပြီးကျုပ်တို့ရဲ့ပုဂ္ဂန်ပီတူတွေကလည်းမြတ်ဗုဒ္ဓကိုရည်မှန်းကအိမ်တိုင်းမှာစီမီတွေထုံပြီးပူဇော်ကြမယ်ဆိုရင်သာသနာတော်ရဲ့အလင်းရောင်ဟာပြည်သူအားလုံးရဲ့နှလုံးသားထဲအထိကိန်းအောင်သွားမှာဖြစ်ပါတယ်မင်းကြီးအနောယထာမင်းကြီးမျက်နာတော်ဝင်းပါသွားကအလွန်ကောင်းမြတ်တဲ့အကြံဉာဏ်ပါပဲရှင်ဖျားဒီနေ့တရင်ကျွတ်လက်ဖိညောင်မှာနန်းတော်တစ်ခုတည်းပချမဟုတ်ပုဂ္ဂန်တပီလုံးအိမ်တိုင်းလမ်းတိုင်းမှာစီမီတွေထုံးညှိပူဇော်ဖို့အမိန့်တော်ထုတ်ပြန်မယ်ဒါအပြင်အကျွန်ုပ်ကိုယ်တိုင်ပြည်သူတွေနဲ့အတူအေယာဝတီမြစ်ကမ်းမှာစုပေါင်းပြီးစီမီမျောပူဇော်ပွဲကိုကျင်းပတော်မူမယ်ပိုဂန်မျိုးကြီးတစ်ခုလုံးပွဲတော်အငွေအသက်များဖြင့်တပ်ဝင်လှုပ်ရှားနေသည်လမ်းများပေါ်တွင်ကလေးလူကြီးမကြံငှက်ပြောပင်များဖတ်ရွက်များဖြင့်ပြုလုပ်ထားသောစီမီမွတ်ငယ်လေးများကိုကိုင်ဆောင်ကအေရာဝတီမြစ်ကမ်းစီသို့ဦးတည်သွားနေကြသည်မဖြူဖခင်ဤလက်ကိုဆွဲကအဖေဒီနေ့ညကဘာလို့လူတွေအများကြီးနဲ့စီကားနေတာလဲဟင်မိခွက်လေးလေးကလည်းလှတ်လိုက်တာမောင်လှသမီးလေးကိုပြုံးကြည့်ရင်ဒီညဟာထူးခြားတဲ့သမီးလေးရဲ့အနော်ယထာမင်းတရားကြီးကိုယ်တိုင်ကပြည်သူတွေအားလုံးမြတ်ဖို့ထော်ကိုအတူတကွပူဇော်ဖို့မိန့်ကြားထားတာငါတို့အားလုံးရဲ့ဆုတောင်းတွေကိုဒီစီမီခွက်လေးတွေထဲထည့်ပြီးအေရာဝတီမြစ်ထဲမျောကြမှာပေါ့မင်းကြီးကိုယ်တိုင်လည်းကြွလာမယ်တဲ့မဖြူလီဤမျက်လုံးများအယံတော့သွားသည်မင်းကြီးကိုမြင်ဘူးချင်နေသောသူ့အိမ်မက်ယခုတကယ်ဖြစ်လာတော့မည်မြစ်ကန်တစ်ခုလုံးလူများဖြင့်ပြည့်နှက်နေသည့်ရွှေစည်းခုံဖျားကြီးဤရွှေရောင်အလင်းကနောက်ခံတွင်တရားဆွန့်စွာတောက်ပနေသည်လမင်းကြီးကထိန်ထိန်တာနေသည်အေယာဝတီမြစ်ရေပြင်သည်ငွေရောင်တလက်လက်တောက်ပနေသည်ထိုစဉ်မင်းတရားကြီးနှင့်အတူရှင်အရဟံအမတ်များမြစ်ကမ်းသို့ရောက်ရှိလာသည်မင်းကြီးသည်ရွှေချီထိုးပိုးသားဝိယုံတော်ကိုဝစ်စင်ထားတော့လဲသူ့လက်ထဲတွင်တော့တာမန်ဖီသူများကဲ့သို့ပင်ငှက်ပြောဖတ်ခြင်းပြုလုပ်ထားသောစီမီခွဲ့သူခွက်ကိုကိုင်ဆောင်ထားသည်ရှင်အရဟံစုယုံညီသောဖီသူများကိုမိန့်ကြားသည်ယနေ့ကြရောက်သောနေထူးနေမြတ်၌မြတ်စွာဘုရားရှင်ကိုအာယုံဖြူကမိမိတို့ကိုနှုတ်နှလုံးသုံးပါးလုံးဖြင့်ပူဇော်ကြပါကုန်လောဤစီမီအလင်းရောင်သည်ဒုက္ခဒီဟုသောအမောင်ကိုဖယ်ရှားနိုင်ပါစေစိတ်နှလုံးဤအညစ်အကြေးများဤမြစ်ရည်ညက်အတူမျောပါသွားပါစေထို့နောက်အနောယထာမင်းကြီးသည်လူအုပ်ကြားထဲမှရှိသို့တိုးလာသည်မြစ်ရည်ဆက်တွင်ဒူးထောက်ထိုင်လိုက်သည်သူ့အနာတွင်မောင်လနှင့်သမီးငယ်မဖြူလဲရှိနေသည်အနောယထာမင်းကြီးမဖြူလေးပတ်လက်ချီကနူးညံ့စွာသမီးငယ်မင်းရဲ့ဆုတောင်းကပါများလေမဖြူကြောက်ရွံ့မှုနဲ့ရောနှောသောလေးစားမှုဖြင့်ဖယားသမီးတို့ပုဂ္ဂံပြည်ကြီးအေးချမ်းသည်ဖယားသာသနာတော်ကြီးနေတိုင်းထွန်းလင်းဖို့ဆုတောင်းပါတယ်ဖယားမင်းကြီးသည်နှစ်ထောင်းအားရစွာဖြုံးတော်မူလိုက်သည်အနောယထာမင်းကြီးကောင်းလိုက်တဲ့ဆုတောင်းပါကွယ်လာငါတို့ရဲ့ဆုတောင်းကိုအတူတူမျောလိုက်ကြစို့မင်းကြီးမဖြူလေးနဲ့တကွမြေကမ်းတယောက်ရှိပြည်သူအားလုံးသည်မိမိတို့၏စီမီခွက်ညာကိုအေယာဝတီမြစ်ရေပြင်ကောသို့ဖြင်းညင်းစွာတင်လိုက်ကြသည်မြင်ကွင်းသည်အမခန်းလော့ကလေးသည်မီးရောင်ငယ်လေးများထောင်ပေါင်းများစွာသည်မြစ်ရေစီးကြောင်းညက်အတူစီးမျိုးသွားကြသည်ကောင်းကင်ပေါ်မှကျေများမြစ်ရေပြင်ကောသို့ကြွေကြလာတဲ့ကဲ့သို့တလက်လက်တောက်ပသည်အနောယထာမင်းကြီး
မတ်တက်ရက်ကပြည်သူများအားမြင့်ကြသည်ဤအလင်းရောင်များကထက်သေးမယ်ငါတို့ပုံကန်ပြည်သူပြည်သားအားလုံးရဲ့စီးလုံးမှုနဲ့ယုံကြည်မှုကိုဘယ်အရာကမှလာရောက်ဖျက်ဆီးနိုင်မှာမဟုတ်ဘူးဒီသာသနာအလင်းရောင်ကိုငါတို့အားလုံးအတူတကွဆောင်ရှောက်သွားကြမယ်ပြည်သူအားလုံးကတာဒုတာဒုတာဒုဟုသုံးချိန်တိုင်တိုင်ညီညာစွာကြွေးကြော်လိုက်ကြသည်အနောယထာမင်းကြီးနှင့်ရှင်အရဟံတို့သည်လာတာဆောင်မှနေ၍မြစ်ပြင်ပေါ်တွင်စီးမျောနေသောစီမီတန်းကြီးနှင့်မြို့ပြအနက်မှမီးရောင်များကိုကြည့်ရှုနေကြသည်အနောယထာမင်းကြီးဒီညမြင်တွင်ဟာအကျွန်ုပ်ရဲ့ရင်ထဲမှာအမြဲတမ်းဆွဲထင်နေတော့မှာပါအရှင်ဖေဟာပြည်သူတွေရဲ့မျက်နှာမှာပေါ်နေတဲ့ကြည်နူးမှုနဲ့ယုံကြည်မှုကိုကြည့်ပြီးအကျွန်ုပ်ပီတိဖြစ်ရပါတယ်ရှင်အရဟံမင်းကြီးစိုက်ပျိုးလိုက်တဲ့သာသနာတော်မျိုးစိတ်ဟာအခုဆိုရင်ပြည်သူအားလုံးရဲ့နှလုံးသားမှာအပင်ပေါက်လို့အလင်းရောင်ပန်းတွေပွင့်စနေပါပြီမင်းကြီးဒီညထွန်းညှိလိုက်တဲ့ယုံကြည်မှုစီမီတိုင်ဟာနောင်ညစ်ပေါင်းများစွာတိုင်အောင်ပကံပြည်ရဲ့လမ်းကိုထွန်းလင်းကတာနေမှာပါမင်းကြီးအနောယထာမင်းကြီးသည်ရှင်အရဟံဤစကားကိုကြားပြီးကျင့်တတ်စွာဖြင့်ခေါင်းညိတ်လိုက်သည်သူတည်ထောင်ခဲ့သောပကံဤအနာဂတ်သည်ယခုမြင်တွေ့နေရသောအလင်းတန်းများကဲ့သို့ပင်ရွှေရောင်တောက်ပနေမည်ဟုသူအခိုင်အမာယုံကြည်လိုက်မိပါတော့သည်